တငယ်ချင်းမင်းတယောက်တည်းမဟုတ်ဘူးဒီစကလုံးလေးကတော့အခုလက်ရှိမှာစိတ်ပင်ပန်းနေတဲ့ဘဝမှာလမ်းပြောက်သလိုခံစားနေရတဲ့ကျွန်တော်တငယ်ချင်းချင်းမိတ်ဆွေတွေအတွက်ပါတခါတလေကြရင်ကျွန်တော်တို့တွေဟာပတ်ဝန်းကျင်ကနေမျှော်လင့်မထားတာမျိုးတွေကိုဖိအားပေးမှုတွေကြားမှာအရန်မောဟိုက်နေကြတယ်အားလုံးကရှေ့ကိုပြေးနေကြပြီးတော့ကိုတယောက်တည်းကြံခဲ့တယ်လို့မျိုးကိုကဘဝမှာဘာမှအတိတ်ပဲမရှိတော့တယ်လို့မျိုးခံစားရတတ်ပါတယ်ဒါပေမဲ့တခုတော့သိထားပေးပါအဆင်မပြေဖြစ်လဲအဆင်ပြေပါတယ်စိတ်နဲ့ကြတာငိုချင်တာဘာမှမလုပ်ချင်တာတွေကမင်းညံ့ဖြစ်လို့မဟုတ်ပါဘူးမင်းရဲ့စိတ်နှလုံးသားကခိတ္တအနားယူဖို့တောင်းဆိုနေတာပါတကယ်ချင်းဆက်ပစ္စည်းတွေတော့အားပြန်သွင်းဖို့လိုသေးတာပါပဲကွာမင်းရဲ့စိတ်ဝိညာဉ်ကလည်းအားပြန်သွင်းဖို့လိုတာပေါ့မင်းအခုထိတောင်းခံလာနိုင်သေးတယ်ဆိုတာကတကယ်ကိုတော်အောင်စွမ်းနေမဟုတ်ဘူးနော်တကယ်ချင်းအခုထိကြိုးစားရှင်သန်ပေးနေလို့လေကျေးဇူးအများကြီးတင်ပါတယ်မင်းဟာမင်းထင်ထားတာနဲ့ပိုပြီးတန်ဖိုးရှိတယ်တကယ်ချင်းပိုပြီးလည်းအစွမ်းထက်ပါတယ်ဒီနေ့အဆင်မပြေဖြစ်ခဲ့ရင်တော့မနှက်ဖြန်မှာနေမင်းကြီးကအသက်ထွက်လာအောင်မှာပါအမောင်ဆုံးအချိန်တွေကိုကြော်ဖြတ်ပြီးရင်တော့အလင်းရောင်ကလာမှာပါတကယ်ချင်းအဲ့ဒီအချိန်ထိကိုယ့်ကိုယ်အချိန်ပေးပါကျင်နာပေးပါမင်းဘေးမှာမင်းကိုချစ်တဲ့သူတွေမင်းကိုနားလည်ပေးခြင်းတဲ့သူတွေရှိနေတယ်ဆိုတာမင်းမမေ့ပါနဲ့ကွာမင်းတယောက်တည်းမဟုတ်ပါဘူးအသက်ကိုပြင်းပြင်းရှူလိုက်ပါအားလုံးကပြန်ပြီးတော့ကောင်းမွန်လာမှာပါငါတို့ဘဝမှာအသက်ရှင်နေသေးတယ်ဆိုတာကကံကောင်းခြင်းတစ်ခုပါဒါကြောင့်မင်းကိုယ်ကိုတန်ဖိုးထားပေးပါတကယ်ချင်းစိတ်ကြနေသေးတယ်ဆိုရင်တော့မင်းအသက်ရှင်နေသေးတယ်ဆိုတာကကံကောင်းခြင်းတစ်ခုပါတကယ်ချင်းဒါကြောင့်ဒီနေ့အဆင်မပြေတာတွေကိုခဏမျိုးသိမ့်ပြီးတော့မနှက်ဖြန်အတွက်အားယူပါတကယ်ချင်းအားလုံးကကောင်းမွန်လာမှာပါ